စိတ်ပင်ပန်းလာတဲ့အခါမေတ္တာပို့ပါဖရာတပည့်တော်ကိုအကျင့်ချင်းပင်ပန်းစေးရအောင်ပြုလုပ်သူများလေဒီနေ့မှစပြီးအေးချမ်းနိုင်ပါစေဖရာတပည့်တော်ဒီလေဒီနေ့မှစပြီးစိတ်စေးရဲခြင်းကိုယ်စေးရဲခြင်းကင်းဝေးရပါစေဖရာတပည့်တော်ကိုနာကျင်စေသူတွေလည်းဖရာတပည့်တော်နာကျင်ရတယ်လို့ခံစားရတယ်လို့မနာကျင်ရပါစေနဲ့မခံစားရပါစေနဲ့ဖရာဒီနေ့ဒီအချိန်မှစပြီးလူစိတ်မရှိတော့သူတွေနဲ့ဖရာတပည့်တော်မစုံစည်းရပါစေနဲ့ဖရာတပည့်တော်ဝမ်းနဲ့၍ကြတော့မျက်ရည်များသည်လေဒီနေ့ဒီအချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါစေဖရာရှင်တန်ရတာပင်ပန်းတဲ့အခါတိုင်းကိုကိုဒီလိုလေးမေတ္တာပို့ကြည့်ဖို့မမေ့ပါနဲ့တော့